标你嘛，你起点的屁人没阿爸有来没有？就不叫的我就。被感性是吧？欧感性是吧？大家都也感性是吧？没欧女的。အားလုံးပဲ Merry Christmas ပါဒီဗီဒီယိုလေးကတော့ကြရဖော်တို့အတင်းတော်ကနေပြီးတော့မှ Christmas လောက်သွားတဲ့အရာလေးကိုကြရဖော်ပြန်လည်ပြီးတော့မှ share လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဒါ Christmas မလုပ်ခင်ပြင်ဆင်ထားတဲ့အရာဖြစ်ပါတယ်တစ်ဖက်မှာကကြရဖော်တို့ကူညီနေပါတယ် This is onion တော့ရစာဒါတော့မနေ့က Christmas တဲ့ပြင်ဆင်ပေးနေတာဖြစ်ပါတယ်မင်္ဂလာမရောက်ပဲရှိပေမဲ့ရောက်စားတဲ့အိမ်အားများတော့သူတို့လည်းချက်တုံလေးရပါသူတို့လည်းသူတို့ကပြောတယ်မလီတက်ဘူးတဲ့ဒါပေမဲ့သူတို့အခုလီတာကနောက်တစ်ချိန်ကျရင်သူတို့အိမ်ထောင်သက်တယ်ဝါ That's it ဒီဘက်က comment ပြောပြပါဦးအဲ့လိုနေပါတော့တစ်ဖက်မှာကအတော်တွေကဒီကြက်သားကင်ပေးတယ်ကြရဖော်တို့ကကူညီပေးလို့ရမယ့်ဟာတွေကလုံးကူညီပေးတယ်ပေါ့နော်အဲ့လိုကူညီကြရင်လည်းပြပပါလေးလောက်ကြပြီးတော့ဒါကတော့21ရက်နေ့မှာရိုက်ချတဲ့ဗီဒီယိုပဲဖြစ်ပါတယ်ပြီးတော့ကျွန်မကအတော်တွေဟင်းချက်တာကိုပေါ့နော်နည်းနည်းသွားပြီးတော့မှကြည့်ပါတယ် Hello မင်္ဂလာပါ Christmas Merry Christmas ပါဒါပဲလေ Christmas မှာပြင်ဆင်နေတာပါပြီးတော့ပါပဲစိတ်ချမ်းနေချာပါစေဘာလို့နေလဲဆိုရင်မီပုံကိုထည့်ပြီးပြက်ပြီးပါခါထားပြီးအိုးလိုက်ကြည့်နေရပါဟာလေမင်္ဂလာပါအဘပေးတဲ့ပုံလည်းရှိအောင်ပေါ့နော်အဘပေးအောင်ဒီမှာချီးတယ်နဲ့ပြည့်နေတယ်မဲ့အဘယူလိုက်မဲ့ချုပ်ပြတ်တယ်ဟုတ်ချုပ်အဲ့နဲ့ကျွန်မကလေးနဲ့သွားဆော့ပြီးတော့မှအတော်တွေကညနေစာစားဖို့ပေါ့နော်ခဏခုတ်ထားတဲ့ကြက်သားတွေတူတို့ဒီကြက်သားရဲ့ဒီကြက်တောင်ပန်ကြက်ချစ်တောက်တွေကိုနော်အကလုံးကိုသူကညနေစာစားမယ်ဆိုပြီးတော့သူတို့ချက်ပေးနေတာပဲဖြစ်ပါတယ်အဲ့ဒါနဲ့ဒီဖက်မှာလည်းမြင်းပူချောင်ကိစ္စတွေပြီးသွားရောနောက်တစ်ဖက်မှာကကျတော့မနေ့ပြန်အတွက်ဒီ lucky present လေးတွေပြင်ဆင်ထားပြီးတော့ပေါ့နော်အဲ့ဒါကိုကျမတို့ဒါထုတ်ပို့ပါတယ်အစကတော့ကျမကမင်္ဂလေးကနည်းနည်းလေးပဲရှိတယ်လို့ပြောတယ်ပေါ့နော်အခုတော့ဘာကြောင့်မင်္ဂလေးတွေများလာတာလဲဆိုရင်အမတွေကသူတို့အလောက်က12နိုင်မှပြီးတော့သူတို့အဲ့ဒီနောက်ပိုင်းမှလာနိုင်တယ်ပေါ့နော်အဲ့နဲ့သူတို့လာတဲ့ချိန်မှာကျတော့မင်္ဂလေးတွေကများသွားပြီဆိုတော့ဒီ present ပြင်ဆင်ပေးဖို့အတွက်လည်းပေါ့နော်တော်တော်လေးကိုအဆင်ပြေပါတယ်ဒါပေမဲ့လုံရင်နဲ့ကြရဖို့သွားထိလိုက်လို့အမားတွေအဲ့ဒါတက်သွားတဲ့ဟာတွေလည်းအများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့ကောင်းမွန်နဲ့ပြင်ပြီးတော့မှပြင်ဆင်ပြီးသွားတယ်ပေါ့နော်ဒါကတော့ဒီပြင်ဆင်ပြီး lucky present ပြင်ဆင်ပြီးတော့မှပြည့်စက်ကျင့်ဖို့အတွက်ကျမတို့ဝတ်စုံလေးတွေဝတ်ပြီးတော့မှရှောက်ပြီးတော့မှဒီလိုဗီဒီယိုရိုက်တဲ့ vlog ဖြစ်ပါတယ်ဒါပြည့်စက်ကိုလည်းကျမတို့2ခေါက်3ခေါက်လောက်အမှတိုက်လိုက်ရသေးတယ်ပေါ့နော်အဲကျမကတော့ဘယင်ရဲ့ကိုရင်တော်လေးဖြစ်ပါတယ်ဆိုပြီးတော့မှကိုယ့်ကိုမိတ်ဆက်နေတာပဲဖြစ်ပါတယ်ဒါတော့ဘယင်ကြီးကသူ့ကိုရင်တော်2ယောက်ရှိတယ်ဆိုပြီးတော့မှအဲ့လိုမျိုးပြောနေတာပေါ့နော်ပြီးတော့ကျမတို့ပြည့်စက်2ခေါက်3ခေါက်လောက်တိုက်ပြီးတော့ယောက်ျားလေးတွေကသူတို့အကလည်းတိုက်မယ်လို့ပြောတော့အဲနဲ့သူတို့အတွက်လည်းပေါ့နော်သူတို့ပြန်ကြည့်လို့ရအောင်သူတို့ဘယ်နာမှာမားလဲသိလို့ရအောင်ဆိုပြီးတော့မှကျမအောက်မှာနေပြီးတော့မှသူတို့ကိုကူညီပေးပါတယ်ပေးလဲပြီးတော့ကျမတို့ကဒီမှာပဲနာဆက်အိတ်ဖို့လုပ်ထားတယ်ပေါ့နော်ဒါပေမဲ့ဟိုအမတွေကတော့သူတို့ကအိမ်ပြန်ပြီးတော့မနေ့ပြန်မှတစ်ခါပြန်လာမယ်လို့ပြောတယ်ပေါ့နော်ဒါပေမဲ့ကျမတို့3ယောက်ကညာအိတ်ပြီးတော့မှအဲ့ဒီမှာသမင်းချက်ပေးရမယ်ပေါ့နော်လူအယောက်က150စာခံမှန်ပြီးတော့အဲ့ဒီတွဲသမင်းကိုညတနိုင်လောက်ကတည်းကထားချက်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ကကူညီပေးဖို့ကြံခဲ့ပါတယ်ကြံခဲ့တော့အဲ့ဒီမှာဖြစ်ချင်တော့လူလာရင်ပေါ့နော်အဲ့တက်လာလို့ရှိရင်ဒီဖျားเจ้าအရှိပိုင်းကအရင်ရှုပ်သွားနေတာအဆင်မပြေလို့ကျမတို့အမိုက်တွေကောက်တယ်ဒီမှာရှုပ်နေတဲ့ဟာတွေအကလုံးရှင်းပါတယ်ပြီးတော့ဒီမှာတွေ့ရတဲ့တစ်သားပြားတွေဆိုရင်ကျမတို့အများကြီးရွှေ့လိုက်တော့တော်လေးကိုပင်ပန်းပါတယ်အဲ့ဒီညတော့ပေါ့နော်လုံးဝအားမရှိတဲ့ဒီပင်ပန်းပါတယ်ကျမတို့ကတစ်ဖက်မှာဒီလိုလုပ်နေပြီးမြဲဖျားเจ้าထက်မှလည်း decoration တွေဆင်ရတာတွေရှိပါတယ်တစ်ဖက်မှာကျတော့ဒီ decoration ဆင်တဲ့အဖွဲ့တွေကဆင်တယ်ပေါ့နော်ပြီးတော့ကျမတို့ညအဲ့ဒီမှာအိပ်ပြီးတော့မှမနေ့ထမင်းထားချက်ပါတယ်ဒါကတော့မနေ့တနားယူဖြစ်ပါတယ်ဒါသမင်းထတဲ့ကို3ယောက်လာလို့ပြင်ဆင်တာဖြစ်ပါတယ်ခါမှမထဘူးဆိုတော့ first time ပဲအဲ့ရှိတယ်တော့ရပါတယ်
ဘသူအတွက်လဲကိုယ်အတွက်နဲ့လူများအတွက်ဖြစ်ပါတယ်ဦးလျောင်းစားတဲ့လူမျိုးဆိုရင်ပြောရရင်တော့ ဒီပို့ဆိုပါဆရာဦးလင်းအောင်မြင်ပါပြီ ကျမပို့လိုက်ပြီကျမပို့ထားပေးလိုက်ပါမယ်စားတာပါလာပါကျမဒီထောင်အရင်မိတ်ဆက်ပေးပါမယ်ဒါကတော့နောက်တအိုးတဲ့နေတာဖြစ်ပါတယ်ဒါလေးလေဖွင့်ကြည့်ပါဦးဒီဟာကတော့ကျမတို့၄အိုးမြောက်ပြီးသွားတဲ့ဟာဒီအရွက်ကြောင့်နန်တာဖြစ်ပါတယ်ဒါကတော့၄အိုးစာသမင်းအိုးဖြစ်ပြီးတော့ဒါကတော့အခုမှတည်လာမဲ့ဟာဖြစ်ပါတယ်ရေထည့်ရမှာဖြစ်ပါတယ်ဒါအရင်ဆုံးတုံနေတာပါဒီပါလို့လားဒါတော့ဘာလို့လဲညဘယ်နှစ်နာရီရှိပြီလဲဆိုတော့အခုည3:40ဖြစ်နေပါပြီဝါငါ4:00နာရီခွဲလောက်ကြာနေတယ်ဒါကိုဒီထဲမှာထည့်လိုက်ပါမယ်အခုခိတမင်းမချက်တယ်မှာဆိုလို့ကျွန်တော်တို့ရှင်းပြပေးပါမယ်နင်တို့ရေတေချာတောက်ပြီလားတေချာနော်ဟိုတော့တူးလာတယ်ဆိုတော့အဲ့ဒါနင်တို့ရေတေချာမတူးတော့ငါဘာကြောက်တူးလဲဆိုပူထိချင်လားဒါရေထည့်လိုက်ပါပြီရေတိုင်းပါမယ်ဟဲ့အရှင်းလို့ပြီးတော့ဒီဘက်ပြန်ယူပေးမလားတိုက်ကြည့်ပါကျောင်းလာလို့ဒီကျောင်းတစ်ခုလေ ရတယ်မကန်ရတယ် နင်းငါလည်း နည်းထည့်ရမှာထက်နည်းထည့်လိုက်နည်းလေးထည့်လိုက်ရတယ်ရကိုင်းတော့ဟောငါလည်းဆက်ခိုင်းရ ငါ professional ကြနေပြီရေးခဲ့ မကဲမောထည့်ပါပြီအလဲရပြီခဏရပြီတော့အလဲရဟောလို့ ရေသုံးထည့်ပြီးတော့ငါလက်မှန်ကွက်တိခဲ့ ကဲပါပြီဒါကတော့ပဲကိုင်းရှင်အိုးကိုင်းရှင်ဖြစ်ပါဒါကတော့ရေကိုင်းရှင်မအိုးမီတော့ အဲ့လိုမျိုးကျမတို့ပြင်ဆင်နေရေမိုးချိုးပြီးတော့မှအစီအစဉ်ကစသွားတယ်ပေါ့နော်လူတွေအများကြီးလာပါတယ်ကျမတို့ထင်ထားတာထက်ကျမတို့ရောက်150လောက်ပဲမှန်းထားပြီးမယ်အယောက်200လောက်တော့ရှိမယ်လို့ကျမထင်တယ်ပေါ့နော်ဒါကတော့ကျမတို့စပြီးတော့မှအစီအစဉ်စတာဖြစ်ပါတယ်ဂျားထဲမှာလည်းပေါ့နော်ကျမတို့အကတွေပြက်ဆက်လေးတွေထပ်ထားတဲ့အကြောင်းမလို့လိုက်ကြည့်ပေးကြပါဦးရှင်ကျွန်တော်ဒီအနုမမိုင်းနဲ့ကိုယ်ကိုမရှိပါရှိတွန်းထုတ်ရနေရရှိပါရောယနေ့၌လူများပြည့်စုံတဲ့ဖြင့်အခမ်းတစ်ခုမှများရှိနိုင်လေထို့သောကျွန်တော်လူမျိုးမာရင်းဒီရင်းရဖိုင်းနေလူရင်းစားတို့ကြောင့်အဖွင့်ပြီးအခမ်းတစ်ခုမှပြေးပြီးလိုပါလိမ့်အခန်းနေရာများပြည့်နေတယ်သို့တော့ဒီလိုအခန်းနေရာရှိရင်ဘာလေးဘုံမှာတဲဖို့နိုင်ပါလေကျေးဇူးကြီးပါပါထိုနေရာ၌ကောင်းရောက်နေနိုင်ပါလိမ့်လူလိုက်ဒီပဲနေလို့လားဒီလိုမြင်စီလက်တဲ့ယေရှုသည်ဘာမြင်ခြင်းကိုခံတော်မူပြီးမှမာမှုပညာရှိတို့သည်အရှိတေကယေရှုနဲ့မျိုးတို့ရောက်လာကြပြီးစေတီမာကျေးဇူးနဲ့တရားတော်ကိုလည်းအားရပါရဲ့အားလုံးဒီပြက်ဆက်မှာကဲဖွဲ့ရဲ့အတန်ကိုကြားကြမယ်လို့ထင်ပါတယ်ဒီထဲမှာတော့ကဲဖွဲ့အနောင်စာအနေနဲ့ပေါ့နော်ပြက်ဆက်မှာပါဝင်ပြီးတော့မှအားဖြစ်ခဲ့ပါတယ်ဒါကြောင့်မလို့ကဲဖွဲ့ပါခဲ့တဲ့အပိုင်းတွေအများကြီးမရှိပေါ့နော်ပြီးတော့ကျမတို့ကဒီအစီအစဉ်တွေပေါ့လောက်တယ်ပြီးတော့ဂျားထဲမှာလည်းဆရာကအေဝံကလေးလည်းပြောတယ်တရားလည်းဟောတယ်ပေါ့နော်မယုံကြည်သူတွေလာတဲ့အတွက်ကြောင့်မို့လို့အဓိကအေဝံကလေးတရားပြောရတာဟာကရွေချက်ဖြစ်တယ်ပေါ့နော်ဖြစ်ချင်တော့ဆရာရဲ့ဗီဒီယိုတွေကျွန်တော်နည်းနည်းမပါလာတဲ့အတွက်ကြောင့်မလို့မပြလိုက်နိုင်ဘူးပေါ့နော်ကျွန်တော်တို့အစီအစဉ်တွေကိုပဲဗီဒီယိုရိုက်ခဲ့တဲ့အတွက်ကြောင့်မလို့နည်းနည်းလိုအပ်ချက်တွေများသွားပါတယ်ဒါဆိုရင်ကျွန်မကပေါ့နော်အဖွဲလိုက်တီဆိုခဲ့တဲ့တခြင်းလဲသဘောကျလို့ပေါ့နော်ဒီတာလေးကိုအနေငယ်ပြပေးသွားမှာပဲဖြစ်ပါတယ်
အားလုံးအောင်မြင်နဲ့ပြီးမြောက်သွားခဲ့ပါတယ်ဒီတလမှာပေါ့နော်ကြဘောကဒီမှာရှိတဲ့လူတွေကို Merry Christmas ပါလို့လည်းမနှုတ်ဆက်ရသေးတဲ့အတွက်ကြောင့်မလို့အားလုံးပဲ Merry Christmas ပါခရစ်တော်မွေးဖွားလာတဲ့လက်မြရာသီမှာအားလုံးပဲပျော်ရွှင်နိုင်တဲ့အချိန်လေးတွေပိုင်ဆိုင်နိုင်ကြပါစေလို့ကြဘောဆုတောင်းပေးလိုက်ပါတယ်ကြဘောရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးတဲ့အတွက်လည်းပေါ့နော်အားလုံးကိုကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံကြပါမယ်ရှင့်